လာပါရှင် မင်္ဂလာပါ ဟုတ်ကဲ့ဂျာမနီမှာရှိတဲ့ဂျာမန်လူမျိုးများစုကထက်တန်းကျောင်းသိရင်သူတို့ဘဝတက်လန်အတွက်ဘာလို့ကြပါသလဲ ဂျာမနီမှာအထက်တန်းကျောင်းဒီပုံစံ၃မျိုးရှိပါတယ်ကိုတန်းပြီးရင်ကျောင်းပြီးတဲ့အထက်တန်းကျောင်းရှိတယ်10တန်းပြီးမှကျောင်းပြီးတဲ့အထက်တန်းကျောင်းရှိတယ်12တန်းပြီးမှကျောင်းပြီးတဲ့အထက်တန်းကျောင်းလည်းရှိပါတယ်ကိုတန်းပြီးမှကျောင်းပြီးသွားတဲ့လူတွေပဲဖြစ်စေ10တန်းပြီးမှကျောင်းပြီးသွားတဲ့လူတွေပဲဖြစ်စေ12တန်းပြီးမှကျောင်းပြီးသွားတဲ့လူတွေပဲဖြစ်စေအဲ့ဒီလူတွေတဲကအများစု90%ကနေ60%ဒီအောက်စပီရုံဆိုတဲ့3နှစ်သင်တန်းတက်ပြီးရင်အလုပ်တည်းဝင်ကြပါဒီ12တန်းဆိုတဲ့ကျောင်းကနေပြီးတော့ဆင်းလာတဲ့လူတွေကတက္ကသိုလ်ဆိုတာကိုဆက်တက်ပြီးတော့တက္ကသိုလ်မှာ3နှစ်အနည်းဆုံး Bachelor ဘွဲ့ကိုယူပြီးတော့မှအလုပ်ထဲကိုဝင်ကြပါခြုံကြည့်လိုက်မယ်ဆိုရင်ဂျာမနီမှာလူငယ်အများစု90ကနေ60%ဒီအောက်စပီရုံပြီးပြီးတော့အလုပ်ထဲဝင်တယ်ကျန်တဲ့လူတွေကတော့တက္ကသိုလ်ထိသွားပြီးတော့တက္ကသိုလ်ပြီးတော့မှပဲအလုပ်ထဲဝင်ကြတာပေါ့နော် ဟုတ်ကဲ့ပါခုလိုဖြေကြားရတဲ့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ပါပြီ